မင်္ဂလာပါဆိုက sharing in Burmese channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မလာစနေရက်နေ့ဗိုလ်လုံးညမှာကစားမဲ့ချန်ပီယံလိဒုတိယကျော်ပွဲစဉ်တွေကနေပြီးမှအကြိုက်ဆုံးသတင်းကိုခံမှန်းသုံးသပ်ပြပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်သုံးသပ်ပေးခြင်းတဲ့အကြောင်းကျွန်တော်သုံးသပ်ပေးခြင်းတဲ့အသင်းကတော့အာဆင်နယ်အသင်းနဲ့ PFB ရဲ့ဒုတိယကျော်ပွဲစဉ်ကိုသုံးသပ်ပြီးတော့မှာဖြစ်ပါတယ်ပထမကျော်မှာအာဆင်နယ်အသင်းက PFB အိမ်ခွဲမှာ 1-7 ဆိုတဲ့ရလဒ်နဲ့ကျွန်တော်9ပြည့်ရှေ့မုံထားတယ်ပေါ့နော်ဒီလိုမျိုးရလဒ်ထွက်သွားတဲ့အသင်းဒီလိုမျိုး9ပြည့်အနိုင်ယူထားတဲ့အသင်းကလက်ရှိကျွန်တော်ဒီအိမ်ခွဲမှာဆိုရင်ဒုတိယကျော်မှာဆိုရင်1မိုင်35 1မိုင်40ဝန်းကျင်လောက်တာကြေးဖွင့်လှစ်ပေးထားပြီးတော့ကိုပေါင်းကြေးဆိုရင်3 plat 40ပေါ့နော်3 plat 40လောက်ပဲဖွင့်လှစ်ပေးထားတာတွေ့ပါတယ်အာဆင်နယ်တင်းရဲ့ကျွန်တော်ဒီဖွင့်လှစ်မှုကအတော်လေးကိုပျော့ပြောင်းလုံးနေပြီးတော့ပေါ့နော်ဒီအာဆင်နယ်ကွင်းနေအာဆင်နယ်အနေနဲ့9ပြက်ကစားမယ်လို့မထင်မိဘူးပေါ့နော်ကိုပေါင်းကြေးရောဘော်လီကြေးရောလက်ရှိမှာတော့9ပြက်ကစားမဲ့အနေအထားမျိုးမှာမရှိဘူးလို့ထင်ရပြီးတော့အိမ်ကွင်းမှာလည်းကျွန်တော်ဒီအာဆင်နယ်အနေနဲ့တိုက်စစ်ကလူနာပေါင်းများစွာနေပေါ့နော်အရန်လူအင်အားပေါင်းများစွာနေကျွန်တော်ဒီရုန်းကန်မဲ့သဘောမှာရှိနေပါတယ်အာဆင်နယ်ရဲ့တိုက်စစ်မှာကျွန်တော်ဒီစာကာမာတင်နယ်လီဒဏ်ရာရနေတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီကိုင်ဟာဘက်လည်းဒဏ်ရာရနေတယ်လို့အာဆင်နယ်ရဲ့တိုက်စစ်မှာဆိုရင်ကျွန်တော်မိုရီရိုနဲ့ရှေ့ဆက်နေတဲ့ကစားဟန်ကိုတွေ့ရမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်အာဆင်နယ်အနေနဲ့ဒုတိယကျောင်းမှာအေးစစ်စစ်ကစားလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီတွင်းကိုတွေကိုကျွန်တော်ဒီတွေ့ရမှာမဟုတ်ဘဲねပေါ့နော်အေးစစ်စစ်တည်ကြတာတော့၎င်းဒါမှမဟုတ်ရင်1-0 2-1လောက်ပြင်၎င်းဒီလိုပဲပြီးသွားမယ်လို့ထင်ပါတယ်အဲဒါကြောင့်အာဆင်နယ်ရဲ့နှစ်ခုပြတ်မှာကျွန်တော်ဒီထိုးသားဘက်ကပျော်ရွှင်ရမယ့်အနေအထားမှာအာဆင်နယ်ကိုဘက်ကန်ပြီးတော့ပဲ PFB အတင်းကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်ရဲ့အကြိုက်ကတော့ PFB အတင်းပဲဖြစ်ပါတယ်အားလုံးပဲ PFB နဲ့ပဲပျော်ရွှင်ကြပါစေခင်ဗျာ